NUG က BNI ကိုမထည့်ဖို့ပြောတယ်ဆိုတဲ့ကိစ္စကျွန်တော်သိလိုက်ရတယ်ပေါ့နော်တော်တော်လဲဒီစကလုံးနဲ့ပတ်သက်ပြီးတော့အံ့ဩသွားတယ် SI မှာ BNI ကိုမထည့်ဖို့ NUG ကပြောတယ်ဆိုတဲ့ကိစ္စလည်းကျွန်တော်ဒါအများရှင်မှာကြားခဲ့ရရှိတယ်ဘုံမလင်းလင်းပြောရင်ကျွန်တော်မမေးလိုက်ဘူးအဲ့ဒီကကိုဆောင်ကကိုလည်းအာနာပါတယ်မိမိကလွဲပြီးအခြားသူကိုစင်ပေါ်မှာမရှိစေခြင်းတဲ့ပုံကိုယ်ရဲ့စကားကနေပြီးတော့ပဲ့တင်ထက်လာတဲ့အကြောင်းအရာပါပဲဒါကတော့ဘာဖြစ်လို့မှချပြမထားတဲ့နောက်ွယ်ကခိုင်မာတဲ့ကောင်းမွန်တဲ့နိုင်ငံရေးရည်မှန်းချက်တွေရှိနိုင်ပါတယ်ဟုတ်ကဲ့ဘိုးနဂါမင်္ဂလာပါခင်ဗျမတွေ့ရတော့တော်ကြပြီမင်္ဂလာပါဘယ်လိုနိုင်ဟုတ်ပါတယ်ဟုတ်ကဲ့မကြတဲ့ညာຫນွေဦးတော်လိုင်းရဲ့မဟာမိတ်တပ်ပေါင်းစု SRA ဖွဲ့စည်းတယ်လို့ကျွန်တော်သိရပါတယ်အဲ့တော့အဓိကအဖြစ်ဒါ local PDF တွေဆိုတဲ့အစုဖွဲ့လို့ကျွန်တော်နားလေတယ်လေနော်အဖွဲ့ပေါင်းက16ဖွဲ့ပါတယ်လို့ကျွန်တော်သိရတယ်ဒါနဲ့ပတ်သက်ရင်ဘိုးနဂါတို့မပါတာတွေ့ရတယ်ဘိုးနဂါတို့ကတော့ဒီဟာနဲ့ပတ်သက်ပြီးဝင်းရမယ်လို့ကျွန်တော်ကြေညာချက်ထုတ်တာတော့တွေ့ရပါတယ်အဲ့တော့ဒီ SRA မှာဘာကြောင့်မပါလဲဆိုတာအရင်ဆုံးရှင်းပြပေးစီလိုပါတယ်ဗျဟုတ်ကဲ့ SRA မှာမပါသေးတာကကျွန်တော်တို့လက်ရှိကျွန်တော် BNI မှာလဲဒီ2025နှစ်လယ်ပိုင်းလောက်ကနေစပြီးတော့ကျွန်တော်တို့တက်တွန်းမှာကျွန်တော်တို့ပြုပြင်ပြောင်းလဲရမယ်အခြေအနေတွေဒေသတော်ပြုပြင်ပြောင်းလဲလှုပ်ဆောင်ရမယ်အခြေအနေတွေဒီလုပ်ငန်းစဉ်တွေကိုကျွန်တော်တို့စူးစမ်းဆောင်ရွက်နေရတာရှိတယ်ပေါ့အဲ့တော့ဒီကျွန်တော်တို့ဒေသလုပ်ငန်းစဉ်နဲ့တက်လုပ်ငန်းစဉ်မပြတ်သေးတဲ့အတွက်အရောထွေးသွားမှာစိုးလို့ကျွန်တော်တို့ SI မှာမပါသေးတာဖြစ်ပါတယ်ဟုတ်ကဲ့တခြားသတင်းတွေရဆိုရင်16ဘွဲ့ပြင်တခြားဘွဲ့တွေပါတယ်ပေါ့နော်ဒါပေမဲ့စရင်ထုတ်တဲ့နေရာမှာလည်း16ဘွဲ့ပဲပေါ့နော်ဒီညီလာခံတော့တက်ကြတယ်လို့ကြားတယ်အဲ့လိုမျိုးအစည်းအဝေးတွေညီလာခံတွေရောတက်ရောက်ဖြစ်တာမျိုးရှိလားဘိုးနဂါတို့အနေနဲ့ကျွန်တော်တို့အဲ့လိုလဲမတက်ရောက်ဖြစ်ဘူးဗျဘာဖြစ်လို့လဲဆိုတော့ဒီပထမကျွန်တော်တို့ဒီကိုတက်ဖွဲ့တစ်ခုကနေပြီးတော့တက်ရောက်ဖို့စကားကြုံပါလိုက်တာတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့လည်းဒီဘက်မှာအလုံးရှုံနေတာရောအမှန်တမ်းပြောရရင်တော့အဲ့တော့စကားကြုံပါတယ်လို့ပြောပဲဖြစ်နေတော့ကျွန်တော်တို့ကအရင်လည်းမရရတာနဲ့အသွားပြလိုက်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီညီနောင်ဖြစ်တဲ့စစ်ဆက် ALYD up တို့ကိုတော့ကျွန်တော်ရဲ့ဒီဘက်မှာအစည်းအဝေးတက်ရောက်ဟိုဝိုင်းဝန်းစီစဉ်လိုက်တာရှိပါဟုတ်ပြီအဲ့တော့ဘိုနဂါတို့ရဲ့ဒီညီနောင်မဟာမိတ်နှစ်ဖွဲ့ကတော့ဒီ16ဖွဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဘိုနဂါကုနာပြောတာတော့အလုတ်တွေဒီဘက်အဖွဲ့ဆိုင်ရာအလုတ်တွေမအားလက်လို့ပေါ့ဆိုမူဝါဒပိုင်းအရာရောကိုက်ညီလို့ပြောရမလားမူဝါဒပိုင်းအရာမကိုက်ညီလို့လားအဲ့ဒီပေါ်ဘာများပြောလို့လဲဟုတ်မူဝါဒပိုင်းအရာမကိုက်ညီဘူးလို့ပြောရအောင် SI မှာနိုင်ငံရေးမူရလို့ထုတ်ထားတာလဲကျွန်တော်တို့မတွေ့မိသေးပါဘူးအဲ့တော့မူဝါဒအရာမကိုက်ညီဘူးဆိုတာမျိုးတော့မဟုတ်ပါဘူးနိုင်ငံရေးအရာလေး SI မှာလဲနိုင်ငံရေးမူရလို့တိတိကျကျကျွန်တော်မတွေ့မိသေးဘူးပေါ့စီးရေးအရာကြပြန်တော့လဲကျွန်တော်တို့ဒေါ်လာရင်းမှာကျွန်တော်တို့ကဒီပူပေါင်းဆောင်ရွက်မှုကိစ္စတွေကိုကျွန်တော်တို့မူအရာမကိုက်ညီတာမျိုးမရှိပါဘူးသောပြောသလိုလုပ်ငန်းစဉ်အကြောင်းလားကျွန်တော်တို့ဆိုင်းငံ့ထားခြင်းဖြစ်ပါတယ်အဲ့တော့ SI အနေနဲ့အခုဖွဲ့စည်းပြီးလိုက်တဲ့အခါမှာဘိုနဂါတို့ကိုအဲ့လိုအဖွဲ့အနေနဲ့အကြောင်းကြားတာမျိုးသူတို့ရဲ့သဘောထားပေးတာမျိုးရောဆက်သွယ်တာမျိုးရှိလားဗျဟုတ်ကဲ့အဲ့ဒါကတော့ဒီ SI မှာပါတဲ့ညီနောင်တွေရောပေါ့နော်ကျွန်တော်တို့ဒီဆက်သွယ်ပြီးတော့ပါဝင်ဖို့ဆွေးနွေးတာတွေတော့လုပ်ခဲ့ကြပါကြေညာဖို့တရက်အလိုလောက်မှာပေါ့နော်ကျွန်တော်တို့ဒီကိုဆက်သွယ်လာပြီးတော့သဘောထားပေးတာရှိပါအဲ့တော့ SI ရဲ့ကြေညာချက်မှာတော့အဖွဲ့ဝင်တစ်တွေထပ်မံဖိတ်ခေါ်သွားမယ်လို့ဒါဖော်ပြထားတာပေါ့အဲ့တော့အနာဂတ်မှာဥပေါင်းမှုရှိနိုင်လားဒီအဖွဲ့ဝင်ဖြစ်လာနိုင်လားအဲ့ဒီပေါ်ဘယ်လိုသဘောထားပေးလို့လဲဗျဟုတ်ကဲ့အဲ့ဒါကတော့ဖြစ်လာနိုင်ဖို့ရှိပါတယ်ဒါပေမဲ့ဒီဟာကကျွန်တော်တို့ရှေ့လုပ်ငန်းစဉ်တွေတက်သွားတဲ့အချိန်မှာပို့ပြီးတော့ရေးရသိကြမှာပေါ့အဲ့တော့အခု SI ဖွဲ့စည်းထားမှုပုံမှာသူတို့ရဲ့သဘောထားတွေကြေညာချက်တွေအရာပေါ့နော်ဘိုနဂါတို့အနေနဲ့ BNI အနေနဲ့သဘောထားပေးမယ်ဆိုရင်ဘယ်လိုမျိုးပေးလို့လဲဗျသဘောထားပေးတယ်ဆိုတော့ဒီ SI ရဲ့စုဖွဲ့မှုကတော့ဒီလက်ရှိဒေါ်လာရေးမှာလိုအပ်ချက်လို့ဖြစ်နေတာပေါ့နော်ဒါကတော့အခုတလုံးလိုအပ်ချက်မဟုတ်ပါဘူးဒီလိုအပ်ချက်ကတော့2022လောက်ကလေးလိုအပ်ခဲ့တဲ့လိုအပ်ချက်ပေါ့နော်ဒီကြားမှာလည်းအများကြီးဒီလိုပဲဖွဲ့ကြတာပဲပေါ့နော်အမေကူ SI ရဲ့စုဖွဲ့မှုကတော့သူတို့နဲ့ကျွန်တော်တို့ဒီဆွေးနွေးတဲ့အချိန်မှာပြောခဲ့သလိုပေါ့မကြေညာခင်တရက်လုံးမှာကျွန်တော်တို့ဒီ SI ရဲ့ဖွဲ့စည်းကောင်းဆောင်နေနဲ့ခေါ်ဆွေးနွေးတယ်သူတို့ရဲ့ဆွေးနွေးချက်တွေအရာအနာဂတ်မှာပေါ့နော်လက်ရှိကျွန်တော်တို့ဒေါ်လာရေးရဲ့ဥဆောင်မှု
အခြေအနေတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်ကြရတယ်ရှိတယ်ဒီစိုးရိမ်ကြတွေကိုစာထိုးနိုင်ဖို့ဆိုတဲ့အခြေအနေမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အမြင်ကတော့ဒါကအချိန်မှာကောင်းမွန်တဲ့အစားတို့တစ်ခုလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ဥဆောင်မှုအစားတို့တစ်ခုဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့လည်းယူဆပါတယ်အဲ့တော့အခုစုဖွဲ့မှုကကျွန်တော်နားလည်တာတော့ local တွေပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ရင်အခုလောလောဆယ် NUG MOD အောက်မှာရှိတဲ့ဒီတပ်ရင်းတပ်ဖွဲ့တွေပါသုံးလို့နေရအစုဖွဲ့တစ်ခုဖြစ်မှာပေါ့အခု16ဖွဲ့ကအစုဖွဲ့တစ်ခုလို့ဖြစ်လာမှာပေါ့အဲ့ဒါဆိုရင်ဒီခုန MOD အောက်မှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့ဒီ SRA ကြားမှာဆက်ဆံရေးပိုကောင်းလာစေနိုင်မယ်လို့မြင်လားဆိုတာ local တွေနဲ့ပေါ့နော်အရင်တော့ဆို local တွေနဲ့အဆင်မပြေတာရှိတယ်အခုလို local တွေစုဖွဲ့လိုက်တော့ခုနဆက်ဆံရေးကပိုကောင်းလာနိုင်မလားအဲ့ဒီပေါ်ဘုံနဂါးအနေနဲ့ဘယ်လိုမြင်လဲဗျဒီကိစ္စကတော့ကျွန်တော်တို့ရည်တည်ပြတ်တော့မပြောနိုင်ဘူးအဆင်ပြေတဲ့အကြောင်းတွေတော့ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သိတာကခုလက်တလုံးမှာသိတယ်ဆိုပေမဲ့ဒီမှာသူတို့ပြောကြားချက်တွေကိုပြန်ပြီးတော့တတိချာချာလေးနားထောင်တဲ့အခါမှာသူတို့ဒီ NUG နဲ့အပါဝင်ပေါ့နော်ဆွေးနွေးနေတာတစ်နှစ်လောက်ရှိပြီဆိုတော့ဒီမှာသူတို့ NUG နဲ့ကျွန်တော်တို့ဒီ public မှာချပြမှာထားတဲ့ဆွေးနွေးမှုတွေနဲ့အနားလည်မှုယူပြီးသားဆိုတော့တချို့ပြိပခတွေတော့နည်းလိမ့်မယ်ထင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့လိုမဟုတ်ပါဘူးဒီမှာဥဆောင်တဲ့သူတွေက NUG နဲ့ပတ်သက်ရင်သူတို့လိုချင်တဲ့ point ကိုချင်းကပ်ဖို့ပါနာမှုရှိတဲ့ကောင်းဆောင်တွေဖြစ်ပါတယ်ဆိုတော့စင်ပြေဖို့များပါတယ်အောက်ခြေမှာရှိတဲ့ MOD တပ်ရင်းတွေပါသုံးလုံးနေနေအခုလို SRA ဖွဲ့တဲ့ပုံမှာသူတို့ရဲ့အောက်ခြေမှာရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေသဘောထားပေါ့နော်ပြောတာဆိုတာသူတို့အမြင်လေးတွေရောပါများကြားသိရတာမျိုးရှိလဲဗျဟုတ်ကဲ့အဲ့လိုလေလောလောဆယ်တော့ထူးထူးခြားခြားကျွန်တော်သတိပြုလောက်အောင်ကြားမိတာတော့မရှိပါဘူး။ line ပေါ်မှာတော့ရှိတာပေါ့နော်။အဲ့ဒါတော့ထောက်ခံတဲ့သူရောဒါပေါ်မှာစိုးရိမ်ချက်တွေရောအမျိုးမျိုးပြောနေကြတာ။ဒီပြင်မှာတော့သိပြီးတော့ထူးထူးကဲကဲမတွေ့မိပါဘူး။အဲ့တော့အခုလိုစုဖွဲ့မှုကို NUG ကတော့ကြိုဆိုတယ်လို့ပြောတယ်။အဲ့တော့ဘိုနဂါတို့အနေနဲ့တကယ်လို့ SRA မှာအဖွဲ့ဝင်ဖြစ်လာမယ်ဆိုရင်ဒီ NUG နဲ့ BNR တွေကြားဆက်ဆံရောပိုကောင်းလာနိုင်မလား။ဘာလို့ဆိုတော့အရင်တော့ကတော့ NUG နဲ့ဘိုနဂါတို့ကြားဆက်ဆံရေးတိတ်အဆင်မပြေတယ်ဆိုတာသိထားရတယ်လေဆိုတော့အဲ့ဒီလိုမျိုးစဉ်းစားရင်အဖွဲ့ဝင်ဖြစ်လာရင်ပိုပြီးတော့ကောင်းလာနိုင်မလားအဲ့ဒါပေါ်ဘာများပြောလို့လဲဒီကိစ္စနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ကဒီ NUG မှာဆိုရင်ဒါအကြီးဆုံးဖြစ်တဲ့သမရာကြီးနောက်ပြီးတော့ကာကွယ်ဝင်ကြီးဌာနမှာအကြီးဆုံးဖြစ်တဲ့ဥယျာဉ်မွန်တို့နဲ့ကျွန်တော်မြန်မာချင်းဆိုင်စကားတွေပြောခဲ့ကြတယ်သဘောတူညီမှုတွေယူလာပြီးခဲ့တဲ့နောက်တောင်မှဒါတွေကတကယ်ဖြစ်မလာတော့အဲ့ဒါနဲ့ပတ်သက်ပြီးသိပြီးမမျှော်လင့်ပါဘူးနောက်ပြီးတော့ကျွန်တော်ဒီ SRA နဲ့ပတ်သက်ပြီးစကားပြောတဲ့အချိန်မှာတောင်မှဒီ NUG က BNI ကိုမထည့်ဖို့ပြောတယ်ဆိုတဲ့ကိစ္စကျွန်တော်သိလိုက်ရတယ်ပေါ့နော်တော်တော်လဲဒီစကလုံးနဲ့ပတ်သက်ပြီးတော့အံ့ဩသွားတယ်ဒါပေမဲ့လည်းဒါအံ့ဩကြအကြောင်းတော့မဟုတ်ပါဘူး SRA မှာ BNI ကိုမထည့်ဖို့ NUG ကပြောတယ်ဆိုတဲ့ကိစ္စလည်းကျွန်တော်ဒါအများရှေ့မှာကြားခဲ့ရရှိတယ်ဆိုတော့သူ့ထွေပြီးတော့ဒီကိစ္စကိုကျွန်တော်သိမမျှော်လင့်ပါဘူးဆိုတော့အဲ့ဒီလိုမျိုးပြောတယ်ဆိုတာကြတော့ဝိုနဂါတို့အနေနဲ့အဲ့ဒီပုံမှာတခုခုသဘောထားပေးမယ်ဆိုရင်ဘာဖြစ်မလဲကျွန်တော် NUG နဲ့ပတ်သက်ပြီးဘာသဘောထားမှလည်းမပေးချင်ဘူးသူတို့ကျွန်တော်ပေါ်မှာဘာသဘောထားပဲရှိလဲကျွန်တော်တို့သိကောင်းနေမထည့်တော့ဒါပေမဲ့လည်းဒီလိုမျိုးပြောထွက်တာတခုလောက်ကိုအံ့ဩတာပဲရှိတာအဲ့တော့ SRA မှာဝိုနဂါတို့ဝင်ဖို့စဉ်းစားမယ်ဆိုရင်ဒါအခက်အခဲဖြစ်နိုင်လားအခုလို NUG ရဲ့ပြောကြားချက်အရဒါတော့ SRA ရဲ့ဒီ NUG နဲ့ပတ်သက်တဲ့ဆွေးနွေးချက်တွေနဲ့သူတို့နောက်ွယ်ဆက်ဆက်မှုပေါ်မူတည်ပါတယ်အဲ့ဒီပြောကြားချက်နဲ့ပတ်သက်ပြီးအသေးစိတ်သိထားလားဘာကြောင့်သူတို့အဲ့လိုသဘောထား NUG ကပေးတယ်ဆိုတာမျိုးဘုံမလင်းလင်းပြောရင်ကျွန်တော်မမေးလိုက်ဘူးအဲ့နေရာကိုဆောင်ကားကိုလည်းအာနာပါတယ်ကျန်တဲ့ကောင်းကောင်တွေကိုလည်းအာနာတယ်ပေါ့ဆိုတော့ပြီးတော့လည်းခုနပြောဆိုကျွန်တော်သိပြီးတော့လည်းသူတို့ဘာပြောကျွန်တော်ဒါကိုအထူးတလဲမထားပြတော့ဘူးအဲ့လိုကြောင့်အသေးစိတ်တော့မမေးဖြစ်လိုက်ဘူးအဲ့ဒီပုံမှာ SRA ဘက်ကတာဝန်ရှိသူတွေရောဘယ်လိုသဘောထားမျိုးပေးလဲဗျကျန်တဲ့ဒီကောင်းဆောင်တွေကတော့ BNI ကိုပါဝင်ဖို့ပဲသူတို့အတင်းအကျပ်ဆိုတာမျိုးချက်ပေါ့နော်ဒီဒါလိုလာကိုပဲဒီ SRA မှာပါဝင်လာဖို့အဲ့ဒီကတော့ဌာနပြုကြတယ်ပေါ့အဲအကြောင်းလဲကျွန်တော်တို့ကလုပ်ငန်းစဉ်လေးတွေပြပြတဲ့အချိန်မှာအညီနောင်နေနဲ့သားရဲလုံးနိုင်ဖို့ရှိပါတယ်ဒီကာလလေးကိုတော့ကျွန်တော်တို့ဒီမှာလုပ်ငန်းစဉ်ပြပြအောင်လုပ်ဆောင်ခွင့်ပြုပါဆိုပြီးတော့
ပြောပြလိုက်ပါတယ် ဟုတ်ပြီအဲ့တော့ဘွန်နဂါတို့ရဲ့တဝန်လွန်မှာတော့ဒီ SIA မှာပူးပေါင်းဆောင်ရွက်မယ်လို့ပါဝင်ပါတယ်အဲ့ဒါဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မယ်လို့ပြောနိုင်မလဲဗျအဲ့ဒီဆွေးနွေးတဲ့အချိန်မှာလည်းပြောလိုက်ပါတယ်ကျွန်တော်တို့ကလက်ရှိမှာဒီမှာမပါသေးပေမဲ့လို့ဒီလိုမျိုးစုပွဲမှုတွေကိုကျွန်တော်2022လောက်ကတည်းကလုပ်လင်းခဲ့ကြတယ်ဒါကိုစူးစမ်းပေးတဲ့အတွက်ပေါ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကကျေးဇူးတင်တယ်လေးစားတယ်အတိမတ်ပြုတယ်အဲ့တော့လက်ရှိမှာလည်းကျွန်တော်တို့ကလုံးဝတသားတည်းကြအောင်ပါဝင်နိုင်ခြင်းမရှိသေးပေမဲ့ကျွန်တော်တို့လက်လန်းမီယာကျွန်တော်တို့အင်အားကျွန်တော်တို့ဒေသကိုက်ညီတဲ့ဒေသတာဝန်မဆိုပူပေါင်းဆောင်ရွက်တဲ့ဆိုတာတဲ့ကိုပဲကျွန်တော်တို့တာဝန်ပေးတရားရှိကျွန်တော်တို့အမနာတန်ပေးလို့ရတယ်ဆိုတဲ့ကိစ္စမျိုးဆွေးနွေးပြလိုက်ပါအဲ့တော့တပေါင်းစုဖွဲ့လိုက်တယ်ဆိုတော့ရေဘူးကအဖြစ်ဒါစုဖွဲ့မှုရပို့ပြီးတော့အားကောင်းလာတယ်ပေါ့နော်လုပ်ငန်းတွေပို့ပြီးကောင်းတယ်ပေါ်နိုင်မယ်ဒါကတော့ရေဘူးကသဘောထားအခုလက်ရှိအခြေအနေရဆိုရင်အခုလို SIA ဖွဲ့စည်းလိုက်တဲ့အတွက်ဘယ်လိုအခြေအနေတွေကပို့ပြီးတော့ကောင်းလာမယ်လို့ကျွန်တော်တို့ပြောလို့ရနိုင်မယ်အဲ့ဒီကိစ္စကြတော့ SIA ရဲ့ဒီမူနဲ့လှုပ်ဆောင်ချက်တွေကပဲဒီရလက်ကိုပေါ်ပေးမှာဆိုတော့ကျွန်တော်တို့ဒါကိုတော့စောင့်ကြည့်ပေါ့ကျွန်တော်ပြောလို့လဲအနည်းဆက်ဆုံးဖြစ်နိုင်မှာမဟုတ်ဘူးအဲ့တော့လက်ရှိဘာပဲဖြစ်ဖြစ်ဒီစုပွဲမှုကတော့လူတို့ရဲ့လွန်ခဲ့တဲ့အချိန်တော်ကြာကလေးကမျောလင်းချက်တစ်ခုကိုအကောင့်ထဲပေါ်ပေးလိုက်တာလို့ပြောလို့လည်းရအခြားစုပွဲမှုတွေရှိခဲ့သည့်တိုင်ပေါ့ဒီစုပွဲမှုကတော့အနေပို့ပြီးတော့လူသိထင်ရှားလည်းဖြစ်တယ်တကယ်စူးစမ်းအားထုတ်နေကြတဲ့အဖွဲ့အစည်းတွေစုစည်းလိုက်တာလည်းဖြစ်တယ်အချိန်မီခြင်းမမီခြင်းနဲ့ရလာကောင်းခြင်းမကောင်းခြင်းကတော့ကျွန်တော်တို့ခုနကပြောတဲ့မူနဲ့လှုပ်ဆောင်ချက်တွေကပဲရှိပေးသွားပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ကြိုတင်ခံမှန်းတာထက်ပိုရေးရပါတယ်အခုလိုစုဖွဲ့မှုကတော့ဒါအဓိကကျွန်တော်တို့နားလဲတာဒါစစ်ရေးရပေါင်းပြီးတော့တိုက်ကြမယ်ဆိုတဲ့အနေအထားသူတို့ရဲ့ကြီးညာချက်မှာလည်းဒီလိုမျိုးတွေ့ရတယ်ဒါပေမဲ့ဒီထက်ပိုတဲ့ပေါ့နိုင်ငံရေးရရည်မှန်းချက်တွေနဲ့သဘောမျိုးဒီ SIA ဖြစ်လာနိုင်လားဆိုလိုတာကတော့တခြား EAO တွေလိုဥမာ UNG လိုပဲဖြစ်ဖြစ်ပေါ့ဒီအားကောင်းမောင်းတန်စုဖွဲ့မှုမဟာမိတ်တပ်ပေါင်းစုအနေနဲ့နိုင်ငံရေးရပါတဲ့အဲ့လိုအလားအလာမျိုးရောမျှော်မှန်းနိုင်လားဖြစ်လာနိုင်လား SIA ဟုတ်ကဲ့အဲ့ဒီကတော့ကျွန်တော်တို့ဒီ SIA နဲ့တွေ့ဆုံမိတ်ဆက်မှာလက်ရှိပူဆောင်မှုရဲ့စိုးရိမ်စရာအခြေအနေတွေကိုအရန်တင်ပြင်ဆင်အစားထိုးနိုင်မှုဆိုတဲ့အခြေအနေတွေလည်းကျွန်တော်တို့ခံစားမိတာရှိတယ်ပေါ့နားလည်မိတာရှိတယ်အဲ့တော့ဘာဖြစ်မှာချပြမထားတဲ့နောက်ွယ်ကခိုင်မာတဲ့ကောင်းမွန်တဲ့နိုင်ငံရေးရည်မှန်းချက်တွေရှိနိုင်ပါတယ်အဲ့ဒီရည်မှန်းချက်တွေနဲ့အကောင့်တွေပေါ်နိုင်မှုပေါ်မှာမူတည်ပြီးတော့ဒါကတော့ပေါ်လာမှာပေါ့နော်ဒီဟာလည်းကျွန်တော်တို့လူတင်ပြောရခက်ပါတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအနိကမှဖိတ်ခေါ်ဆွေးနွေးတဲ့အခြေအနေလောက်ပဲဆိုတော့အခြေတည်ခဲ့တဲ့အချိန်အနေနဲ့အခြားပြင်ဆင်မှုတွေကျွန်တော်တို့ကပြပြမသိနိုင်တဲ့အတွက်ဒါတွေကတော့ဒီဘေးခွင့်တွေကကျွန်တော်တို့ဖြေတာလုံလောက်မှာမဟုတ်ပါဘူး။တချို့ကတော့အခုလို SIA ဖွဲ့စည်းမှုကဒီ UNG ကိုစင်ပြိုင်တာလို့ဒါဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ဒါနဲ့ပတ်သက်ရောဘုံနဂါအနေနဲ့ဘယ်လိုမှတ်ချက်ပေးလို့လဲဗျ။ဒီကိစ္စတွေကတော့ကျွန်တော်တို့နိုင်ငံရေးမှာရိုးနေပြီလို့ပြောရမယ်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့မိမိကလွဲပြီးအခြားသူကိုစင်ပေါ်မှာမရှိစေခြင်းတဲ့ပုံကိုယ်ရဲ့စကားကနေပြီးတော့ပဲ့တင်ထက်လာတဲ့အကြောင်းအရာပါပဲဒါကတော့အဲ့တော့အခု SIA ထဲမှာပါတဲ့ BBL ခေါင်းဆောင်မောင်ဆောင်ခါကတော့သူ့ရဲ့ Facebook မှာဒီလို SIA ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးသဘောထားပေးတာရှိပါတယ်အဲ့ဒါတော့မျှော်လင့်ချက်အမှားတွေမပေးဖို့ပေါ့နော်နောက်ပြီးတော့ချက်ချင်းအောင်မြင်မှုတွေရမယ်လို့လည်းမထင်ဖို့သူကအဲ့လိုမျိုးပြောဆိုထားရှိပါတယ်အဲ့ပေါ်ရောဘယ်လိုသဘောထားပေးလို့လဲဗျဘုံနဂါအနေနဲ့မှန်ပါတယ်ဒီစကားကလည်းဘာဖြစ်လို့လဲဆိုတော့ဒီအချိန်တွေကိုကျွန်တော်တို့2022ပြောခဲ့တယ်လို့ပဲ2022ကတည်းကခြေလမ်းတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ဒါတန်တန်ပြောလာတဲ့စကားတွေကျွန်တော်တို့ကဒီဟာကိုသင်္ချာပု္ပ္ပစာသပုတ်လို့နှစ်တွေပိုင်းခြားပြီးတွက်ချက်နေကြတဲ့လူတွေပြောတဲ့အချိန်ကတည်းကကျွန်တော်တို့ကသင်္ချာလည်းမကျွမ်းဘူးနိုင်ငံရေးမှာအဲ့တော့မပြောနိုင်ဘူးပြီးတော့ဒါဘောလုံးပွဲတစ်ပွဲလို့ပထမပိုင်းဘယ်နှမိနစ်ဒုတိယပိုင်းဘယ်နှမိနစ်နားချိန်ဘယ်နှမိနစ်ဆိုပြီးတော့ခရာတုပ်ပြီးစပေးမယ်ခရာတုပ်ပြီးတော့ပွဲသိမ်းပေးမယ်ဟာလည်းမရှိဘူးအဲ့တော့ဒီရဲ့အနည်းအမြန်ကလူလူတရက်လုံးရဲ့နိုင်ငံရေးခြေချိန်စူးစမ်းအားထုတ်မှုနဲ့တိုက်ရိုက်ချိုးကျနေတာဖြစ်ဒီအပြင်ပြပနိုင်ငံတွေရဲ့အခြေအနေကဒီဟာကိုအထောက်ပံ့ဖြစ်စေလိမ့်အဲ့တော့အဲ့ဒီအဓိကပင်မကတော့ကျွန်တော်တို့ပြည်သူတွေရဲ့နိုင်ငံရေးခြေချိန်နဲ့စူးစမ်းအားထုတ်မှုပေါ့ပြပဆိုတာဘယ်လိုပဲတင်နေအဲ့ဒီပုံမှာပဲအခြေခံပြီးတော့ပံ့ပိုးမှုဖြစ်စေတာအဲ့ဒီပုံမှာပဲမူတည်လိမ့်မယ်
အချိန်တိုချင်းရှည်ချင်းကကျွန်တော်တို့မကန့်တတ်နိုင်ဆိုတာ2022ကလေးကအရေးမိခဲ့ပြောရရင်တော့ရေတုံမဟုတ်ဘူးဆိုတာကျွန်တော်တို့အဲ့ဒီကလေးရေးမိပါအဲ့တော့ BNR အနေနဲ့ SRA ဖွဲ့စည်းမှုပေါ်မှာတဝန်လွှာပေးပို့ထားတာရှိတယ်ဝန်းရမယ်လို့လည်းပြောဆိုထားတယ်ဒီထက်ပိုပြီးနောက်ထပ်ပေါ့နော်ဒီတဝန်လွှာအပြင်နောက်ထပ်ပိုပြီးတော့သတင်းစကားများရှိမယ်ဆိုရင်တော့ပါများရှိအောင်မလားစစ်မှန်ပြီးတော့ရိုးသားတဲ့နိုင်ငံရေးဒီမှန်းချက်တွေနဲ့တိုင်းပြည်နယ်လူထုတို့အားကိုးရတဲ့ဖွဲ့စည်းတစ်ခုဖြစ်အောင်စူးစမ်းအားထုတ်ရင်ကောင်းတယ်ပေါ်နိုင်ပါစေကျွန်တော်တို့အနေနဲ့လည်းတကယ်ဒါလူထုနဲ့တိုင်းပြည်အတွက်စစ်မှန်တဲ့အကျိုးစီးပွားကိုရည်ရွယ်တယ်စစ်မှန်တဲ့နိုင်ငံရေးကိုရည်ရွယ်တယ်ဆိုလို့ရှိရင်ရှေ့မှာပြောခဲ့တယ်လို့ပူပေါင်းဆောင်ရွက်တယ်ဆိုတာထက်ကျွန်တော်တို့တရားထဲမှာကြာခင်ကလေးကစိုက်တဲ့တာဝန်ပေးလို့ရပါတယ်တာဝန်အဖြစ်နဲ့ပေးလို့ရကျွန်တော်တို့အဆောင်ကြိုးစားပေးပါမယ်နောက်တစ်ခုကတော့ဗိုလ်နဂါးအနေနဲ့အခုလိုမျိုး public နဲ့မထိတွေ့တာတော်တန်ကြာခဲ့ပြီလို့ကျွန်တော်သိရတယ်လေအဲ့တော့အခုလက်ရှိအနေထားမှာပြည်သူလူထုနဲ့တခြားတော်လိုင်းအဖွဲ့တွေရောဘယ်လိုအမြင်မျိုးမျှဝေဖို့ရှိအောင်မလဲဗျဟုတ်ကျွန်တော်တို့ကဒီ public နဲ့ထိတွေ့တယ်ဆိုတာကတော်လိုင်းရဲ့ကျွန်တော်ဥပမာလူထုကိုလှုပ်ဆော်ဖို့တွေရောကျွန်တော်တို့ကလူထုစီကပြန်ပြီးတော့အပုံမှုလိုအပ်တာရှိတာရောဒီနှစ်ခုကိုချိန်ကြည့်ဖို့အတွက်ကျွန်တော်တို့ကလူထုနဲ့ဆက်ဆက်ထိတွေ့နေရတာဖြစ်တယ်ဒီနောက်ပိုင်းမှာတော့ဒါတွေကမလိုတော့ဘူးလားဆိုရင်လိုတော့လိုတယ်ဒါပေမဲ့ဒီအခြေအနေတွေကိုကြော်ပြီးတော့ကျွန်တော်တို့တိတ်တဆိတ်လောက်ရမယ်အနေအထားတွေရှိလာတာဖြစ်တဲ့အတွက်အဲ့ဒီအနေအထားကြောင့်အခုလိုမျိုးပဲကျွန်တော်တို့ဒီမြေပြင်မှာတိတ်တိတ်ပဲလောက်ကြရှိတာတွေလောက်နေရခြင်းဖြစ်ပါတယ်အခုကတော့ SI နဲ့ပတ်သက်ပြီးတော့ဗိုလ်နဂါးတို့ရဲ့အမြင်ကိုမေးတာပေါ့နော်ဒါနဲ့ဆက်ဆက်ပြီးနောက်ထပ်ကျွန်တော်မေးစရာလေးရှိလာတော့အခုမကြသေးခင်ကစကိုင်းတိုင်း Federal Unit မှာအစိုးရဖွဲ့စည်းလိုက်ပါတယ်သူတို့စကိုင်း Federal Unit လွှတ်တော်လည်းရှိတယ်သူတို့အခြေခံဥပဒေလိုအစီအမံလည်းရှိပြီပေါ့နော်ဒီလိုမျိုးရှိနေတဲ့ပုံမှာခုနလိုစကိုင်း Federal Unit အစိုးရနဲ့ပတ်သက်ပြီးတော့ဗိုလ်နဂါးတို့ဗာများသိထားလဲအဲ့ပုံမှာအမြင်သဘောထားဗာများရှိလဲအဲ့ဒါလေးသိလို့ပါတယ်စကိုင်းတိုင်းအစိုးရဆိုတဲ့ကိစ္စမှာတော့သိတဲ့အတိုင်းပဲသူတို့ရဲ့နိုင်ငံရေးရဝန်းမှာလည်းသူတို့လောက်ကိုင်ဆောင်ရွက်ကြတာဆိုတော့ကျွန်တော်တို့ကပြင်မှာပဲအကျိုးစားအထောက်နေရတဲ့သူတွေဖြစ်တယ်သူတို့အနေနဲ့ဒါဒီကိစ္စတွေမှာသူတို့နဲ့လည်းလုံလောက်တယ်ဆိုတော့အခြေအနေကြောင့်လာတော့မသိဘူးပေါ့နော်ကျွန်တော်တို့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့သိလိုက်တာလည်းမရှိဘူးဖိတ်ကြားတာမျိုးဆွေးနွေးတာမျိုးဆိုတာလည်းတစုံတရာမရှိခဲ့တော့ဒါတွေတော့ကျွန်တော်တို့ဘာမှမသိလိုက်ဘူးဘာမှလည်းမပြောလို့သတင်းတွေ့တဲ့အခါမှာတော့ဖတ်ကြည့်လိုက်တယ်ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးကိုယ်တိုင်ကလည်းအရင်ကြီးတော့စိတ်ဝင်စားမထားဖြစ်တော့ပါအဲ့တော့အစိုးရအဖွဲ့အနေနဲ့ခုနအမိတ်ညွန်ကြားချက်တွေပါညာတွေဒါတော့ရှိလာမှာပဲလေနော်စကိုင်းအစိုးရအနေနဲ့ဆိုအဲ့ဒီလိုဥပဒေတွေအမိတ်တွေထွက်လာတဲ့ပေါ်ဘယ်လိုမျိုးသဘောထားမျိုးရှိမလဲဘယ်လိုမျိုးတုံ့ပြန်မှုရှိမလဲအဲ့ဒီဟာတွေတိုင်းလိုက်နာဆောင်ရွက်ဖို့ရှိနိုင်လားအဲ့ဒါလည်းသိလို့ပါတယ်ပြောလို့ရမယ်ဆိုရင်ပေါ့ဒါတော့သူတို့အစိုးရလုံးမဲ့အချိန်မှာသူတို့စုပွဲတဲ့ရဝန်းကိုပဲသူတို့အမိန့်အသက်ရောက်မှာပေါ့ဗျာရှင်းပြောရင်အတိမပြုတ်မှုဆိုတာကအပြန်အလှန်ဖြစ်တာဗျာသူတို့အတိမပြုတ်ထားတဲ့အတိုင်းဝိုင်းမှာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့ကတော့ဒီကိစ္စတွေမှာဘာမှလည်းမသိဘူးဥပဒေကြမှာကျွန်တော်တို့စီရောက်လာရင်လည်းဒါကျွန်တော်တို့လက်ခံနိုင်တဲ့ဥပဒေမျိုးဆိုရင်လိုက်နာမယ်ပေါ့လက်မခံနိုင်တဲ့ဥပဒေမျိုးပေါ့ညှတမှုမရှိဘူးဆိုတဲ့အနေအထားမျိုးဆိုရင်ကျွန်တော်တို့တက်ရောက်လို့ရမှာမဟုတ်ပါဘူးဒါပုံမှန်လင်းလင်းပဲပြောတာဥပဒေကြမှာကျွန်တော်တို့ပေါ်လာပြီးတက်ရောက်လို့မရဘူးလေဗျာဟုတ်တယ်မဟုတ်လားတရားဒေါ်လာရေးကာလအားလုံးကသက်ဆွန်ကြိုးပမ်းနေရတဲ့အချိန်မှာအားလုံးကိုအတိမပြုတ်မှုနဲ့စုဖွဲ့ပြင်ဆင်တဲ့ကိစ္စအဲ့ဒီကနေပြီးတော့ပေါ်ထွက်လာတဲ့စီးမင်းတွေဥပဒေတွေဆိုရင်တော့ကျွန်တော်တို့ကနားလည်လက်ခံရမှာလိုက်နာရမှာပေါ့အားလုံးရဲ့သဘောထားတွေလည်းပါမယ်အစိုးရကြတော့ကိုယ့်ရဲ့ဝန်နဲ့ကိုယ်တိတ်တိတ်လေးလုပ်ပြီးတော့ဥပဒေကြမှာအကုန်လုံးပေါ်စိုးမိုးမယ်ဆိုရင်တော့ဒါကကျွန်တော်တို့သဘောပြောတာပါလက်ခံနိုင်တဲ့သူတွေကတော့လက်ခံရင်လက်ခံကြပါပဲကျွန်တော်တို့အနေနဲ့တော့ကျွန်တော်တို့ကတရားမျှတမှုအတွက်တိုက်ပွဲဝင်နေတယ်တရားမျှတအောင်မလုပ်တဲ့ဘယ်သူ့ကိုမှကျွန်တော်တို့လက်ခံမှာမဟုတ်ဘူးတရားမျှတအောင်မလုပ်တဲ့ဘယ်ဥပဒေမှလည်းကျွန်တော်တို့လက်ခံမှာမဟုတ်ဘူးဟုတ်ပြီတကယ်လို့လှုပ်ချင်တယ်ဆိုလို့ရှိရင်ဒါအစကတည်းကအားလုံးကိုအတိမပြုမှုနဲ့စတင်ခဲ့ကြအတိမပြုမှုဆိုတာပြန်လာဖြစ်တယ်ကျွန်တော်တို့ရဲ့ဒီမြေပြင်မှာစူးစမ်းအားထုတ်မှုနဲ့ဖြစ်တည်မှုကိုအတိမပြုမထားတဲ့အစိုးရတည်းရဲ့အတွက်ကျွန်တော်တို့ကဘာမှပြန်ပြီးတော့အတိမပြုပေးစရာမလိုပါဒါတဲ့ပဲကျွန်တော်ကတော့အရှိတိုင်းပြောတာဟုတ်ကဲ့ဘိုးနဂါကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုး SI ဖွဲ့စည်းမှုပေါ်မှာသဘောထားပေးနေအခုအထွေထွေကိစ္စတွေအခုလိုမျိုးမျှဝေပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျနော် good luck ပါဗျဟုတ်ကဲ့ကျေးဇူးပါ